为可以拿好用了，晓得。ကိုကတားရဲ့အဖေရင်းလုံးလားပထွေးလုံးလား你看，俺的地亏了俺晒，俺是别台，你的亏，伢的亏。ကိုစကားကိုဘယ်လိုပြောလိုက်တာကလေးဝမ်းနေတော့အောင်လို့为可以拿好用了，晓得。ကိုတားလေးကိုမွေးတော့ကိုနဲ့တိုင်နဲ့တူတူမွေးရမဟုတ်ဘူးလားအခုမှကိုကတားကိုစွန့်ပစ်ချင်နေရလားကိုကတားလေးအဖေမဟုတ်ဘူးလားကိုကအဲ့လိုမင်းတဲလေးပြန်ပြီးမယ်ကိုကတားလေးရဲ့အဖေရင်းလုံးလားပထွေးလုံးလားဘာလို့ဖေးရင်းလဲဘာလို့ပထွေးလဲ ဖေးရင်းဆိုတာတားလေးကိုစိတ်ရင်းစိတ်မှန်နဲ့ချစ်ပေးရသူကိုဆိုလိုတာအခုကိုကတားလေးကိုစိတ်ရင်းစိတ်မှန်နဲ့ချစ်ပေးနိုင်မှာလားအဲ့တော့ကိုကဖေးရင်းတော့မဟုတ်နိုင်ပထွေးပဲဖြစ်လိမ့်မယ်အေးကောင်းပြီမင်းကမင်းခွေးနဲ့မင်းမနေခဲ့တော့ရှင်ဘာလာလို့တာလဲရှင်နဲ့ကျမနဲ့ပြီးသွားရည်လေ sorry ပါတဲ့ကိုကစိတ်နဲ့မှဖြစ်ပါတော့ ရှင်ကတားကိုတကယ်မချစ်ဘူးမလားအဲ့တော့တားတဲ့အဖေင်းတယောက်ပဲရှာလိုက်တော့မယ် မဟုတ်ပါဘူးတဲ့ကိုကတဲကိုတားကိုညှောင်းလုံးအတူတူချစ်တာပါ ဒါဆိုတက်တည်ပြလေတားရဲ့စာကိုငယ်နီးနေပြီတားစားနေကြအစာဝယ်လာပေးနိုင်ရှင်တားကိုချစ်တယ်ဆိုတာကိုကျမယုံလိုက်တယ် ဟုတ်ပါဒါဆိုကိုတော့ဝယ်ပေးမယ်နော် A few moments later. တဲ့ကိုဝယ်လာပြီးဒီမှာဟိုတားလေးတွေနေပူးကျဲမှာတော့ကိုမင်းကြီးပဲဝယ်လာပြီးရနော်တဲစိတ်ဖွာတော့နော် ဒီကွာတားကိုတားအင်းလို့လားချစ်တယ်လားပြောနေတာတားလေးစားနေကြဆိုင်ရောကိုမသိဘူးမလားချားဆိုင်ကနေဝယ်လာရင်ပစ္စည်းမှန်မှန်လို့တားလေးဝိုင်းရှော့ပြီးတော့အဆမဝင်ဘယ်လိုလုပ်မလဲဒါရှင်ပြောရချစ်တယ်ဆိုတာလားအဲ့ဒါဆိုရင်ရှင်ဖေးရင်းတော့ဖြစ်နိုင်ပထွေးပဲဖြစ်လိမ့်မယ် ကိုကနေပူးကျဲအောင်သွားဝယ်လာတယ်တဲ့ ရှင်မရှင်မသိလို့ဂိူးဆိုင်မီလို့နေဘူးကြီးတဲ့၆သွားလာအဲ့ဒါချစ်တာမှမဟုတ်တာနောက်ဆိုတိတ်ချမှတ်ထား9ကီလိုမီတာအတွင်းမှာအနေချင်းရောက်တဲ့ပတ်စုံဆိုရဲဆိုင်ရှိရင်ကျမပြမယ်ကြည့်ဒီမှာဒီဆိုင်ကရန်ကုန်မှာဆိုရင်ဆိုင်3ဆိုင်တောင်ရှိလို့နီးစပ်ရမြို့နယ်တွေကနေပြီးတော့ရွေးချယ်ပြီးဝယ်လို့ရတယ်ပြီးတော့ရှင်လိုနေဘူးကြီးထဲမှာရှောက်သွားပြီးဝယ်နေကြမလို့ပြီးရင်သူ့မှာလည်းရှိသေးတယ်သူကတတ်မှတ်ထားတဲ့ပမာဏကြီးရေဆိုရင် delivery နဲ့တတ်မှတ်အကာအဝေးတင်မှာနေချင်းနေအောင်ပို့ပေးသေးတယ်။တားရဲ့အစာတွေကိုလည်းအိုက်ဆိုင်ရပဲပွဲတာ။ပြုတ်ရှိသေးတယ်။တမိုးကျင်ဝင်9000ဝင်ရင်1ကီလိုမီတာအတွင်းဆိုရင်တစ်နိုင်အတွင်းနဲ့ရောက်ပို့တယ်။ပြီးတော့တသိန်းမှုပြည့်ရဲဆိုရင်3ကီလိုမီတာအတွင်းမှာ2နိုင်အတွင်း delivery ကိုရောက်ပို့ပေးတယ်။တသိန်းခွဲဝင်ရင်9ကီလိုမီတာအတွင်းမှာ3နိုင်အတွင်း delivery ပို့ပေးတယ်။အဲ့တော့ရှင်တို့နေဘူးကြီးကျတဲ့အိမ်မှာတွားနေကြမလို့တော့ပေါ့အကြီးကဒါလေးအောင်ကိုမသိဘူးဆိုရင်တားကိုတကယ်မချစ်လို့ပဲ ကိုအခုအားစားပြီးတော့တေချာပေါက်မှတ်ထားလိုက်ပါမယ်ကိုအခုချစ်ချစ်ပဲဖိတ်ဆိုရှာလိုက်ပါမယ်နော် ဒီမှာအဲ့ ပစ္စည်းလေးလာပို့ပေးတာခင်ဗျာအငါမှာအားလည်းပစ္စည်းလေးလာပို့ပေးတယ်ခင်ဗျာပစ္စည်းလေးလက်ခံရရှိကြအောင်လက်ကလေးပို့ပေးပါအောင်နော်
စ္စည်းမှန်လာလို့တစ်ချက်စပီလာညာ ဟုတ်ပါအောင်ပါနေခင်မယ်ဟုတ်ပါဒီဆိုင်မှာကစားစရာတွေအပြင်မှာ snack တွေလည်းမျိုးစုံရသေးတယ်အခြား TV တွေအတွက်လည်းပစ္စည်းစုံနေရတယ်ပြီးတော့အားလုံးလေးတွေအတွက်လည်းဖူကလုံးဝ quality ကစိတ်ချရတယ်အားကြောင့်မို့တဲ့ကတားလေးအတွက်အဲ့ဆိုင်ရပဲအမြင်ပါရ ဟုတ်ပါပြီတဲ့နောက်ကျရင်ပုံမှာပြင်မယ်နော်နောက်ခါတတအစားကုန်သွားတာနဲ့ကိုတတိတရနဲ့မှာပြင်မယ်ဟုတ်ပြီစိတ်မဆိုးနေဘူးနော် ပြီးတော့တားလေးပြင်မှာ